တို့ရအောင်ဗာသိချင်တယ် ဆရာရဲ့ကျွန်တော်ရဲ့ပြဿနာအဓိကအိမ်ကမိန်းမနဲ့ကျွန်တော်အလုပ်ကပြန်ကျွန်တော်ဖုန်းကြည့်ရင်ကျွန်တော်ပြဿနာအများကြီးရှာတယ်ဆရာ တယ်လီဖုန်းကြည့်လို့ တယ်လီဖုန်းကြည့်လို့ကျွန်တော်အလုပ်လဲလုပ်တယ်ဆရာကျွန်တော်ကပြန်လာဂိမ်းလေးဆော့တက်တော်လေးထိုင်ကြည့်အဲ့တော့ပြဿနာမျိုးစုံရှာတယ်ဆရာအဲ့ဒါစိတ်ကြီးလို့ဆရာကြီးရောက်လာ ဒီဘက်က social network ကြီးကျယ်ခန်းလာတဲ့အချိန်မှာအကုန်လုံးက user တွေဖြစ်ကုန်ကြတယ်တယ်လီဖုန်းကြည့်ရှုသူတွေများလာတဲ့အခါမှာဘာဖြစ်လာလဲဆိုတော့စိတ်ဝမ်းနေခွဲလာကြတာပေါ့လက်ဖေးဆိုင်ထိုင်နေဆိုဒုငငယ်ကလက်ဖေးဆိုင်ထိုင်နေဆိုတော့တယောက်တယောက်စကားပြောဖို့ထိုင်ကြတာအခုကတယ်လီဖုန်းတယောက်တစ်လုံးစီနဲ့လက်ဖေးဆိုင်မှာတယောက်တယောက်စကားမပြောဆိုတော့အတိတ်ပဲမဲကုန်ရတယ်ဟုတ်တယ်မဟုတ်အဲ့တော့မှတယ်လီဖုန်းကြည့်ချင်မှဆိုကိုယ့်အိမ်မှာကိုနေကြလေလက်ဖေးဆိုင်မှာတကယ်ကြီးနေစုံပြီးတော့မကြွိုင်းကြနဲ့မတိတ်ကြနဲ့ဟုတ်တယ်မလားအဲ့တော့အစိုးရအကောင်အမိုက်ထဲရရွှေအဲ့ဒီပြဿနာတိုင်းမှာအဖြေရှိတယ်နော်အမေးရှိရင်အဖြေရှိတယ်ပုံစံတိုင်းမှာအဖြေရှိတယ်နော်ဟုတ်တယ်မလားအဲ့ကြောင့်တင်ရွာလေ့လာပါဖတ်ပါမှတ်ပါလေ့လာပါဟုတ်တယ်မလားစာအုပ်ထဲမှာအသိဉာဏ်ရှိတယ်အသိဉာဏ်ထဲမှာပတ်စံရှိတယ်ဟုတ်တယ်မလားအဲ့တော့မင်းတယ်လီဖုန်းကြောင့်မင်းမပြဿနာရှာနေဆိုအားနည်းချက်ကိုအားသာချက်ဖြစ်ပြောင်းလဲရဒီတယ်လီဖုန်းကိုပြဿနာမရှာတော့အောင်လို့ငါတယ်လီဖုန်းကြည့်နေတဲ့အလကားမဟုတ်ဘူးဒီတယ်လီဖုန်းနဲ့ငါတို့အကျိုးမြတ်တွေဘာတွေရတယ်ဝင်ငွေတွေဘယ်လောက်ရတယ်ဆိုတာကိုမင်းလုပ်ပေးနိုင်မင်းမတယ်လီဖုန်းကင်တော့မင်းကိုပြဿနာမရှာတော့ဘူးsocial media ကိုအသုံးချပြီးတော့တယ်လီဖုန်းကိုကြည့်ရင်းနဲ့ပတ်စံရအောင်ဘယ်လိုလုပ်မလဲဒါဆိုဖုန်းအတုံးချပြီးပတ်စံရှာဒါပေါ့အသုံးချခြင်းတန်ဖို့ပေါ့ခုမှသဘောပေါက်နေစီရအေးကျွန်တော်ပတ်စံရှာပတ်စံရှာမယ်ဖုန်းကိုအတုံးချတယ်လီဖုန်းကိုအသုံးချပြီးပတ်စံရှာပါကောင်းလိုက်တာလက်ကုပ်တီးရပြလိုက်ပါလက်ရှာမယ်ပြန်ပြန်ဒီမှာလည်းတမျိုးပဲနော်ကောင်းလိုက် good job အဲ့လိုချက်ချင်းပွင့်သွားမယ်နော်ဟုတ်ပြီဒီကပြောပါဦးဟုတ်ဆရာကြီးအားလည်းကိုပါဆရာကြီးကျွန်တော်အမျိုးသမီးနဲ့အိမ်အောင်ကြတာ6လတစ်နှစ်ပေါ့နော်အဲ့လိုပဲရှိသေးတယ်ဒါမှဗျကျွန်တော်အမျိုးသမီးကကျွန်တော်ပေါ်ဆိုအမြဲတမ်းအမြင်မကြည့်ဘူးကျွန်တော်သူ့ကိုယူတတာလောက်ကန်ရှာဖွေကြွေးတယ်ဗျကျွန်တော်လုံနိုင်တဲ့ကိုခွန်ကိုကနေလုံမယ်ဆိုပြီးကျွန်တော်စမ်းကိုတော့မှာကျွန်တော်ဝင်အလုပ်လုပ်တယ်ဒါမှဆရာကြီးကျွန်တော်ခန္ဓာကိုယ်နဲ့ကြတော့စံတိတ်တော့ဘလို့မှမနိုင်ဘူးမနိုင်ဝင်တော့မထက်နာကောင်းတယ်မနိုင်ဝင်တော့တန်းနိုင်ဘူးဆိုပြီးတော့ကျွန်တော်အလုပ်ထွက်လာတော့နေရာလည်းအတော့မကြောက်ဘူးယောက်ျားပြင်းလောက်ကပါပဲလေအဲ့လိုတွေနဲ့ပူညာလုပ်တယ်ဆရာအဲ့ဒါနဲ့အဲ့လိုအဆင်မပြေတော့ဘူးဆိုကျွန်တော်ဘေးထွေးလေးမောင်းနေဆရာပြီးတော့ကျတော့ကျွန်တော်ကျွန်းကျွန်းမမောင်းတတ်တော့ဟိုတိုက်ဒီတိုင်းနဲ့ရောရတာများပြီးတော့အဲ့ဒါလည်းကျွန်တော်အပြစ်ပြောတယ်ဆရာကြီးဟုတ်တယ်ကျွန်တော်အဲ့ဒါနဲ့ဘယ်လိုပဲဖြစ်ဖြစ်လေလို့ဆိုပြီးတော့အဲ့ဒါထဲချုပ်ဆိုင်ရုံမှာကျွန်တော်ဂိတ်ဆောင်လုပ်အဲ့ဒါကြတော့လေဟိုမှာကောင်မလေးတွေအများကြီးနေမလို့နေရတယ်နှာဘူးထားပြီးတော့သွားလုပ်ချင်တာလားအဲ့လိုပြဿနာရှာတာမြင်မကြည့်ရတယ်ကျွန်တော်အဲ့မိန်းမတော်တော်စိတ်ညစ်လာပြီဆရာစိတ်မကြည့်ပါနဲ့ဒါပါလဲဆိုတော့ကိုကအလုံးမလုံးချင်လို့ကြီးများနေလို့ထင်ပြီး तू ကပြဿနာရှာနေတာမျိုးဟုတ်တယ်ဆရာသို့တော်လေမောင်ရင်တော့တာမှန်ပါတယ် तू ကတလုံးမကောင်းရင်တလုံးပြောင်းရမှာဟုတ်တယ်မလားနော်အဲ့တော့ဆိုကြပါစို့တပင်လဲမှုတပင်ထူဆိုတဲ့စကားလည်းရှိရပဲအပင်ဆိုင်တယ်ကွာတည့်ရပင်ဆိုင်တယ်တည့်ရပင်တစ်နှစ်လုံးမှာတော့တတိပဲတီးတာဟုတ်လားတတိပဲဆိုတလုံးနဲ့တီးတော့ပြောင်းမဟုတ်ဘူးနော်တစ်နှစ်မှာတစ်ချိန်ပဲတီးတာသူ့ရာတစ်ချိန်ပဲတီးတာအဲ့တော့ဒီတည့်ရပင်ကိုထိုင်မျိုးဦးစားနေမှာဆိုတရားတီးတာပဲစားရမှာအဲ့တော့ဒီအပင်ကြီးပဲအားကိုလို့မရဘူးနောက်တစ်ပင်ထူရမယ်ဒီပင်အားကိုလို့မရဘူးဒီပင်မကောင်းတော့ဆိုရင်နောက်တစ်ပင်ထူရမယ်မင်းတင်မောဆိုင်မှာလားစက်နေရသည်တီးတဲ့အပင်ဘာဆိုင်မှာလဲအဲ့တော့တပင်လဲမှုတပင်ထူတပင်မကောင်းရင်ဘာလုပ်မလဲတပင်ထက်ဆိုင်မှာဟုတ်တပင်မကောင်းရင်တပင်ပြောင်းဆိုင်တပင်ထက်ဆိုင်မှာထက်ဆိုင်ရမှာတပင်ကြီးပင်မကောင်းဆိုရင်နောက်တပင်ထက်ဆိုင်ဟုတ်ပြီဆရာကြီးကျွန်တော်သဘောပေါက်ပါဆရာကြီးဒီတပင်မကောင်းရင်နောက်တပင်ထက်ဆိုင်နောက်တပင်ကိုထက်ဆိုင်ဒါပဲဆရာကြီးပါဆရာကြီးတပင်မကောင်းရင်နောက်တပင်ပြောင်းဆိုင်ကောင်းတော့ပါပါပြီလက်ကုပ်တီးပြရပဲလေပါတပင်မကောင်းရင်တပင်ပြောင်းဆိုင်ပါဒါပဲဆရာကြီးကောင်းတယ်နော်တပင်မကောင်းရင်နောက်တပင်ထက်ဆိုင်ပြောင်းဆိုင်ထက်ဆိုင်မှာတပင်မကောင်းရင်တပင်ထက်ဆိုင်မယ်တပင်ထက်ဆိုင်လိုက်မယ်ဒါပဲအဲ့ဆိုရင်နှစ်ပင်ရမယ်ဟုတ်တယ်မလားတပင်မကောင်းလို့တပင်ထက်ဆိုင်ရမှာအဲ့ဆိုရင်နှစ်ပင်ရမယ်တပင်မကောင်းနောက်တပင်ထက်ဆိုင်မယ်သုံးပင်ရမယ်ရပါရောဟုတ်ကဲ့ဆရာဟုတ်ပါပြီနော်တပင်မကောင်းရင်တပင်ထက်ဆိုင်လိုက်ကဲဟုတ်ပြီအားလုံးဖြည့်ရှင်းပြီးသွားပြီဆိုတော့ကဲဒီကငါတို့ပဲမင်းဘာသိချင်လို့လာမေးတာလဲဘာသိချင်လဲလို့ကျွန်တော်ဘာမှမသိချင်ပါဘူးဆရာကြီးဟာရောက်မင်းဘာမှမသိချင်မလဲငါ့ဘာလာလုပ်တာလဲသူတို့နဲ့ခေါ်လိုက်လာတာဟင်ဟိုတယောက်တော့ဆရာကြီးကဘာပြောမှမသိကျွန်တော်နောက်ညီးနေရပဲဆရာကြီးဖြစ်လိုက်အစပြပြောပြပါလားမင်းပါစားပိုက်တာအေး